Allodoxophobia ဆိုတာဘာလဲ Allodoxophobia ဆိုတာတော့အခြားသူတွေရဲ့ထင်မြင်ယူဆချက်တွေကိုပြင်းထန်စွာကြောက်ရွံ့စိုးရိမ်ခြင်းပဲဖြစ်ပါတယ်ဒီစိုးရိမ်လို့တဲ့ယောဂဟာအခြားသူတွေကမိမိကိုဘလို့ဝေဖန်ကြမှာလဲဒါမှမဟုတ်မိမိရဲ့လုပ်ရက်တွေအပေါ်ဘလို့မျိုးထင်မြင်ယူဆကြမယ်ဆိုတာကိုအလွန်အမင်းစိုးရိမ်ပူပန်နေတတ်တာပဲဖြစ်ပါတယ်ဒီလိုအခြေအနေကိုခန်းစားရသူတွေအများစုဟာမိမိကိုယ်တိုင်ဆုံးဖြတ်ချက်ချစရာတွေနဲ့ကြုံလာရတဲ့အခြေအနေမျိုးမှာကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကိုအမြဲတမ်းမယုံကြည်ရတာတွေဖြစ်တတ်ကြပြီးငါသာဒီလိုလုပ်လိုက်ရင်လူတွေကငါ့ကိုဘလို့ထင်ကြမလဲဆိုတဲ့အကလေးနဲ့ပဲမိမိရဲ့လုပ်ရက်တိုင်းကိုထိန်းချုပ်နေတတ်ကြပါတယ်မိမိရဲ့ပုံမှန်တဲ့စကားပြောပုံအပြုအမူတွေကိုအခြားသူတွေဘလို့မြင်မလဲဆိုတာကိုစင်စက်မခက်စိတ်ပူပန်နေတာကြောင့်စိတ်ဖြစ်စီမှုတွေမလိုအပ်ဘဲနဲ့မြင့်တက်လာတတ်ပြီးကိုယ်ပိုင်အရေးချင်းတွေကိုတောင်လော့တွက်သွားစေတတ်ပါတယ်အထူးသဖြင့်လူမှုရေးအခြေအနေတွေမှာဒီကြောက်ရွံ့မှုကပုံမထင်ရှားလာတတ်ပါတယ်ဥပမာလူအများရှိမှစကားပြောရတဲ့အခါအစည်းအဝေးတွေမှာအကြံပေးရတဲ့အခါဒါမှမဟုတ်အသည့်အဆန်းတစ်ခုခုကိုစမ်းသက်လှုပ်ဆောင်ရတဲ့အခါတွေမှာငါဆုံးဖြတ်တာမှားသွားခဲ့ရင်လူတွေငါ့ကိုဝေဖန်မလားဆိုတဲ့စိုးရိမ်တတ်တဲ့စိတ်ကမိမိရဲ့ဆုံးဖြတ်ချက်ချော့ရမယ့်အခြေအနေတွေကိုတားဆီးနှောက်ယှက်နေတတ်ပါတယ်ဒီလိုစိုးရိမ်မှုတွေကြောင့်လူမှုဆက်ဆံရေးတွေကိုရှောင်ရှားလာတတ်ပြီးကိုယုံကြည်မှုလည်းတဖြည်းဖြည်းလျော့နေသွားတတ်ပါတယ်နောက်ဆုံးမှာတော့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချမှတ်ဖို့အတွက်တောင်ခက်ခဲလာပြီးအခြားသူတွေရဲ့အမြင်ကိုအမြဲမိခိုနေရတဲ့အခြေအနေထိရောက်သွားနိုင်ပါတယ်။အမြင်မတူတူတွေကိုကြောက်ရွံ့နေခြင်းဟာအလောက်အကိုက်တိုးတက်မှုဝါသနာပါရလေ့လာလိုက်စားမှုကိုယ်ပိုင်အိမ်မက်နဲ့ရည်မှန်းချက်တွေကိုတောင်တားဆီးနေတတ်ပါတယ်။မိမိလှုပ်ချင်တဲ့အရာကိုလှုပ်ရဲဖို့ချက်လူတွေဘလို့ထင်မလဲဆိုတာကိုပဲပိုအရေးကြီးတဲ့အရာအဖြစ်နဲ့ထားနေမိတတ်ပါတယ်။ဒါကြောင့်ပဲကျွမ်းကျင်သူတွေက Allodoxophobia ရဲ့သက်ရောက်မှုကိုလျော့ချဖို့အတွက်အောက်ပါနီလန်းတွေကိုအကြံပြုထားပါတယ်။ပထမအချက်ကတတိယထိကိုစင်ကျင်သုံးသပ်ခြင်းလို့ခေါ်တဲ့နီလန်းလေးပဲဖြစ်ပါတယ်။ဒီနီလန်းလေးတော့အခြားသူတွေရဲ့အမြင်တွေကိုကြားတဲ့အခါမိမိစိတ်ထဲမှာဘလို့တုံ့ပြန်နေတဲ့ဆိုတာကိုတတိထားပြီးစောင့်ကြည့်ဖို့လိုပါတယ်။အဲ့ဒီအမြင်တွေဟာမိမိရဲ့တန်ဖိုးကိုအပြည့်အဝသတ်မှတ်ပေးနိုင်တာမဟုတ်ကြောင်းကိုနားလည်ထားဖို့အရေးကြီးပါတယ်။ဒုတိယအချက်ကတော့မိမိကိုအားပေးထောက်ခံတတ်တဲ့လူမှုပတ်ဝန်းကျင်နဲ့တိဆောက်ခြင်းပဲဖြစ်ပါတယ်။မိမိကိုအမြဲဝေဖန်နေသူတွေထက်မိမိကိုနားလည်ပေးပြီးလက်ခံပေးနိုင်တဲ့လူတွေကိုရွေးချယ်ပေါင်းသင်းဖို့လိုပါတယ်။မိမိယုံကြည်ရတဲ့တငယ်ချင်းတွေမိသားစုဝင်တွေထံကအချမ်းဉာဏ်နဲ့အားပေးမှုတွေဟာမိမိရဲ့စိတ်အားကိုပြည့်လဲတက်ကြွစေပါတယ်။တတိယအချက်ကတော့ဖိအားနည်းတဲ့စစ်ဆန်ရေးတွေမှာတထည်းပြေးပါဝင်လက်ဆောင်ခြင်းလို့ခေါ်တဲ့နီလန်းလေးပဲဖြစ်ပါတယ်။ဒီနီလန်းလေးကိုစတင်တဲ့အခါမှာတင်ဟာတိတ်အရေးမကြီးတဲ့အခြေအနေတွေမှာမိမိရဲ့ထင်မြင်ချက်ကိုဖွင့်ဟော်ပြောဆိုတာမျိုးပဲလေ့ကျင့်နိုင်ပါတယ်။ဥပမာစားတောက်ဆိုင်မှာမိမိကြိုက်တဲ့ရတဲ့အစားအစာတွေကိုရဲဝံ့ရွေးချယ်လိုက်တာမျိုးနောက်ပြီးတော့တငယ်ချင်းတွေကြားမှာကိုယ့်အမြင်ကိုပြောဆိုတာမျိုးစတဲ့အရာလေးတွေကနေစတင်နိုင်ပါတယ်။ဒီလိုနီလန်းလေးတွေကိုအပြည့်မြင့်နဲ့စတင်လှုပ်ဆောင်သွားတဲ့အခါမှာလူအားလုံးကမိမိကိုဝေဖန်နေကြတာမဟုတ်ဘူးဆိုတာကိုတင်ကိုယ်တိုင်ခံစားသိလာပါလိမ့်မယ်။အချိန်ကြာလာတာနဲ့အတူကိုယ့်အမြင်ကိုထောက်ဖော်ပြောဆိုဖို့ယုံကြည်မှုလည်းတိုးလာပါလိမ့်မယ်။နောက်ဆုံးအနေနဲ့တင်မှတ်ထားရမယ့်အရေးကြီးဆုံးအချက်ကလူတိုင်းမှာကိုယ့်အမြင်ကိုယ့်အတွေ့ကိုယ့်ဘဝကိုယ်စီရှိကြပါတယ်။တင်ဟာလူတိုင်းကိုစိတ်ကျေနပ်အောင်လိုက်ပြီးမလုပ်နိုင်တယ်လို့လူတိုင်းရဲ့အမြင်ကိုလက်ခံမှုလည်းမလိုပါဘူး။ကိုယ့်ဘဝကိုကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့စွမ်းအားကိုပြန်လည်ယုံကြည်ဖို့ကအရေးကြီးဆုံးပါပဲ